ဇလန်းဟာခုံးပြောင်ဆုံးမကြီးတယောက်ကဆေးရည်ပလင်းတစ်လုံးကိုထုတ်ပြပြီးဒါဟာမျိုးရိုးဗီဇအပြောင်းလဲစေတဲ့ဆေးရည်ထစ်ကြောင်းလူတိုင်းကိုကြီးညာလိုက်ရကနေစတင်ပါနေသူမဟာစကားနားမထောင်တဲ့ကလေးတွေအားလုံးကိုကြွတ်အဖြစ်ပြောင်းလဲပြဖို့စီစဉ်ထားတာပါသူမဟာဝမ်းသာအားရနဲ့လေးတဲ့ကိုပြန်တက်ထွားချိန်မှာတော့အောက်ကလူအုပ်ကြီးကလည်းအားပေးကြွေးကြော်နေကြပါတယ်ဒါပေမဲ့ရုတ်တရက်အဆုံးမကြီးကလူနှံ့ရတယ်ဆိုပြီးအားလုံးကိုတိတ်တိတ်နေဖို့အော်ဟဲ့လိုက်ပါတယ်သူမလင်းတဲ့တကောင်လိုနှာခေါင်းကိုရှုံပွားလုပ်ပြီးလူနှံ့ရတဲ့နေရာကိုလိုက်လံစုံစမ်းပေမဲ့အရင်အမြစ်ကိုတော့ရှားမတွေ့ပါဘူးအဲ့ဒီအချိန်မှာပဲကောင်းလေးတယောက်ရောက်လာပြီးစုံမကြီးကအဲ့ဒီဆေးရည်တဲ့စိန်ထားတဲ့မုံလုံးကိုစားဖို့လဲစားလိုက်ပါတယ်မုံစားပြီးတဲ့နောက်ကောင်းလေးဟာတကိုယ်လုံးတုံတက်လာပြီးနားရွေတဲ့ကနေမိခိုးတွေထွာလာပါတော့တယ်ချက်ချင်းဆိုတော့ပဲသူဟာလေရှိုးလိုက်တဲ့ပူးဖောင်းတကူလိုလေးတဲ့ကိုဝိတ်ဝဲပြန့်တက်သွားပြီးကြွက်ကလေးတကောင်ကထစ်လုံလက်ပြောင်းလဲသွားကအသေးတန်ထွက်ပြီးပါတော့တယ်အဲ့ဒီနောက်ဆုံးမကြီးဟာပုံနေတဲ့နောက်ထပ်ကောင်လေးတယောက်ကိုဖမ်းမိသွားပြီးအပြင်ကိုဆွဲထုတ်ကသူ့ရဲ့နားတဲ့ကိုအစိမ်းရောင်ဆေးရည်တွေလောင်းထည့်လိုက်ပါတယ်ထိုကောင်လေးရတဲ့တကိုယ်လုံးတုံတက်လာပြီးအစိမ်းရောင်မူဖုံးလေးတွေခန္ဓာကိုယ်အနံအပေါ်ထွက်လာကလေးထဲမှာပြန်းတက်နေပါတယ်သူရဲ့မျက်နှာဟာကြွက်မျက်နှာအထစ်ပြောင်းလဲသွားပြီးနောက်ဆုံးမှာတော့ကြွက်ကလေးတကောင်အထစ်လုံလန်းပြောင်းလဲသွားကရိုင်တိရိုင်နိုင်လဲထွက်ပြေးဖို့ကြိုးစားပါတော့တယ်သူထွက်ပြေးကနေအချိန်မှာပဲစုံမကြီးကသူ့ကိုဖမ်းနိုင်ပါတယ်ဒါပေမဲ့အဆုံးဖြတ်ရမယ့်အရေးကြီးတဲ့အချိန်မှာပဲအဖြူရောင်ကြွက်ကလေးတကောင်ကပြေးဝင်လာပြီးစုံမကြီးရဲ့လက်ချောင်းတွေကိုအားကုန်ခဲပစ်လိုက်ပါတော့တယ်